စိတ်ကလေးတွေမွေးဖို့လိုပါသည်ဖြူစင်မြတ်တာတရားတရားကတတိတီလူသားအလုံးရှင်တန်တီကြည်စင်မြဲလာသည်လောက်အားကုသိုလ်ပြုကြသည်ဒါနာကုသိုလ်ပြုကြသည်သီလကုသိုလ်မြဲနေသည်တင်ထားသည်ပရာဟိတလုပ်ငန်းများစွာဝိုင်းဝန်းလို့ဆောင်ရွက်နေပါ